မှာတော့ဘရာဇီးနိုင်ငံရဲ့အကြောင်းကိုပြောပြပေးမယ်ဘရာဇီးနိုင်ငံဒီကမ္ဘာ့ငါးခုရဲ့အကြီးဆုံးနိုင်ငံဖြစ်ပါတယ်ဘရာဇီးနိုင်ငံရဲ့မြို့တော်မှာဘရာဇီးလီယန်ဖြစ်ပြီးအကြီးဆုံးမြို့မှာဆော်ပိုလိုဖြစ်ပါတယ်ဘာသာစကားအနေနဲ့ပတူဂီဘာသာစကားကိုပြောဆိုပြီးမြောက်အမေရိကနိုင်ငံထဲမှာပတူဂီစကားကိုပြောဆိုတဲ့တကူတော်နိုင်ငံဖြစ်ပါတယ်မြို့ပြနိုင်ငံဒီမိုကရက်တစ်နိုင်ငံပြည်အုပ်ချုပ်ပြီးဧရိယာ8,500,000 ကီလိုမီတာကျယ်ဝန်းသောကမ္ဘာ့ဗဟိုငါးခုမြောက်အကြီးဆုံးနိုင်ငံစီးရင်တို့ပါဝင်လူဦးရေနဲ့210 တန်းကျော်ကျယ်ဝန်းသည့်210 တန်းကျော်ရှိသည့်စကားမှာဟောလို့ခွင့်လို့ပါတမိုင်းနောက်ကဘရာဇီး1500ခုနှစ်တွင်ပတူဂီတို့ကတားရန်သိမ်းပိုက်ခဲ့ပြီး1822ခုနှစ်တွင်ပတူဂီမှလွတ်လပ်ရရှိခဲ့သည်ဘရာဇီးသည်လောကအကြီးဆုံးစီးပွားရေးထဲမှတစ်ခုဖြစ်ပြီးကော်ဖီထုတ်လုပ်မှုတို့ဖြင့်နာမည်ကြီးသည်လူများစုမှာခရစ်ယာန်ကိုကိုးကွယ်ကြပြီးကက်သလစ်ဘာသာသည်ဘရာဇီးနိုင်ငံ၏ဘာသာရေးအများစုဖြစ်သည်အမေဇုန်တောနွေပင်တောကမ္ဘာအလှဆုံးရေနက်ကိုတို့သည်ဘရာဇီးနိုင်ငံတွင်တည်ရှိသည်ဘရာဇီးကိုကြားလိုက်တာနဲ့ကမ္ဘာကျော်ဘလုံးသမားတွေကိုသိမယ်ပေါ့အဲ့ဒီထဲမှာပီလီရိုနယ်ဒိုနေမာတို့သည်ကမ္ဘာကျော်ဘလုံးသမားများဖြစ်ကြသည်အားလုံးပဲကျွန်တော်နာမည်ကတော့လီယွန်ပဲဖြစ်ပါတယ်ကျွန်တော်စတိုးကောင်းတဲ့တော့ကော်ဖီလိုလုပ်ခဲ့ပြီးပါမလုံးလက်ကိုရိုက်ချိုးဖြစ်ပါမယ်ကျွန်တော်နာမည်ကတော့လီယွန်ပဲ